တခါတော့ကရန်ကုန်မြို့နီးနားမှာလူငယ်2ယောက်နေထိုင်ကြတယ်။တစ်ယောက်ကကိုအောင်နောက်တစ်ယောက်ကကိုမင်းလို့ခေါ်တယ်။သူတို့2ယောက်လုံးကအလုပ်ကောင်းကောင်းလုပ်ကြတယ်။ဒါပေမဲ့ဘဝပုံစံတွေကတော့မတူညီကြပါဘူး။ကိုအောင်ကလားစာမြင့်တဲ့ကုမ္ပဏီတစ်ခုမှာအလုပ်လုပ်တယ်။ကားတွေဝယ်တယ်။ဖုန်းအသစ်ထွက်တိုင်းပြောင်းကိုင်တယ်။ brand ဝတ်စာတွေဝယ်တိုင်တယ်။လူတွေကြည့်ရင်တော့အောင်မြင်တဲ့လူတွေအလို့ထင်ကြရတယ်။ဒါပေမဲ့လက်ကုံတိုင်းသူ့အိမ်ထဲမှာငွေမရှိဘူးသူအမြဲတမ်းပူပင်နေရတယ်တစ်ဖက်မှာတော့ကိုမင်းကလာစားမများဘူးဒါပေမဲ့သူကစဉ်းစားပြီးမှသာတုံးတယ်မလိုအပ်တာတွေမဝယ်ဘူးငွေကိုစုတယ်ရင်းနှီးမြုပ်နှံတယ်အိမ်ကလည်းတသေးလေးပဲဘဝကလည်းရွှေရှင်းတယ်ဒါပေမဲ့သူကစိတ်ချမ်းသာနေရတယ်ဒီနေ့မှာကိုအောင်နဲ့ကိုမင်းတို့လက်ဖိတ်ဆိုင်မှာဆုံရတယ်။ကိုအောင်ကမေးတယ်။ငါကလာစားများတယ်။ဝင်ငွေလည်းကောင်းတယ်။ဒါပေမဲ့ဘာဖြစ်လို့လက်ကိုမကြမ်းရတာလည်းမသိဘူး။ကိုမင်းကလည်းပြုံးပြီးပြန်ဖြေတယ်။မင်းကပတ်စံကိုသုံးဖို့အတွက်အလုပ်လုပ်နေတာလေ။ငါကတော့ပတ်စံကိုငါအတွက်အလုပ်လုပ်အောင်ဖန်တီးနေတာ။အဲ့ဒီအချိန်ကစပြီးကိုအောင်နားလဲသွားတယ်။ချမ်းသာခြင်းဆိုတာဝင်ငွေများခြင်းကြီးမဟုတ်ပါဘူးဝင်ငွေကိုအသုံးချတတ်ခြင်းပဲဖြစ်ပါတယ်ဒီပုံမြင်လေးကိုနားထောင်ပြီးကျွန်တော်ရဲ့မိတ်ဆွေတွေအနေနဲ့တွေးစရာအတွေ့တစ်ခုလောက်ကြံသွားမယ်ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်လေဒီလိုစိတ်ဝင်စားစရာဆက်လံပုံမြင်လေးတွေကိုပြောပြပြီးသွားမှာဖြစ်လို့ဒီ Wisdom Group Channel လေးကို like and subscribe လုပ်ပေးသွားပါနော်